အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ပြည်သူ့ပတန်းသတင်းဌာနကနေကြိုဆိုလိုက်ပါတယ်ပြည်သူတွေကိုတပ်ဖြတ်နေတဲ့ရဟတ်ယာဉ်ကိုပရိတ်ရဖြန်းပေးခဲ့တဲ့အမိခံရဟန်းသတင်းမန္တလေးမှာပေါ်တာဆွဲခဲ့တဲ့ယာယီမှုကိုစစ်မှုထမ်းကနေပြန်လာသူကဓာတ်နဲ့ဝင်ထိုးခဲ့တဲ့အခြေအနေရန်ကုန်မြို့မှာဝက်တုတ်ကွေးယောဂနဲ့ကာလဝမ်းယောဂပြန့်နှံ့နေတဲ့သတင်းဂျပန်မှာ9နှစ်ကျော် passport တက်တန်းလွန်သူတွေပြည်တွင်းပြန်လို့ရမယ့်အခြေအနေကမ္ဘာ့ကျန်းမာရေးဖွဲ့ကသတိပေးလိုက်တဲ့ကွန်ဂိုနိုင်ငံကအီဘိုလာကူးစက်မှုသတင်းအမေရိကန်နဲ့ကုန်သွယ်ရေးအတွက်စစ်ရေးကိုအလဲလှယ်မလုပ်ဘူးလို့ထိုင်ညင်းဆိုလိုက်တဲ့အခြေအနေနေတိုးအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုရုရှားကသတိပေးလိုက်တဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ရန်ကုန်တိုင်းမင်္ဂလာတုံလေးတက်စခန်းအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကိုအမိခံဆရာတော်တစ်ပါးကပရိရေးဖြန်းပေးနေတဲ့မှတ်တမ်းဓာတ်ပုံတွေလူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာပြီးနောက်ပြည်သူလူထုရဲ့ပြင်းထန်တဲ့ဒေါသနဲ့ဝေဖန်ရှုတ်ချမှုတွေကိုကြုံတွေ့နေရပါတယ်။ဒီဓာတ်ပုံတွေကို PD ကတောတိုက်လို့အမည်ပေးထားတဲ့လူမှုကွန်ရက်စာမျက်နှာတစ်ခုကနေဩဂတ်စ်လပထမပတ်အတွင်းမှာစတင်လွှင့်တင်ခဲ့တာပါ။မှတ်တမ်းပုံတွေထဲမှာတော့အမိခံရဟန်းတစ်ပါးဟာအကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်အရာရှိတွေခြံရံပြီးရဟတ်ယာဉ်အနီးမှာအောင်တပြေပန်းကင်ဆောင်ကပရိယေဖြန်းပေးနေတာကိုအထင်ရှားတွေ့မြင်ရပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံတော်ဝန်လုံးမှာရှိတဲ့မြို့ရွာတွေနဲ့အပြစ်မဲ့ပြည်သူတွေကိုလေကြောင်းကနေနေ့စဉ်နဲ့အမျှဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ကလေးငယ်တွေအမျိုးသမီးတွေနဲ့တက်ကြီးရွယ်အိုတွေနေ့စဉ်အသက်ဆုံးရှုံးနေရတဲ့အဓိကလက်နက်ကြီးဖြစ်တဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်ကိုအခုလိုဘာသာရေးအကာအကွယ်ပေးတာဟာအင်မတန်ဆက်ဆုပ်ဖွယ်ကောင်းလာသလိုဗုဒ္ဓဘာသာရဲ့အဓိကအနှစ်သာရဖြစ်တဲ့မေတ္တာတရားကိုလုံးဝဆန့်ကျင်နေတယ်လို့လေ့လာသူတွေကထောက်ပြကြပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြေပြင်တိုက်ပွဲတွေမှာအလူးလဲအထိနာပြီးစိတ်ဓာတ်ပိုင်းဆိုင်ရာပြင်းထန်စွာကြာဆင်းနေတာကြောင့်အခုလိုဘာသာရေးကိုခုတုံးလုပ်ပြီးသူတို့ရဲ့လေယာဉ်မှုတွေကိုစိတ်ပိုင်းဆိုင်ရာအားပေးမှုလှုံ့ဆော်နေတာဖြစ်တယ်လို့စစ်ရေးလေ့လာသူတွေကသုံးသပ်ထားပါတယ်။ပြည်သူလူထုရဲ့ပြင်းထန်တဲ့ကန့်ကွက်ဝေဖန်မှုတွေဇက်တိုက်ထွက်ပေါ်လာပြီးနောက်မှာတော့အဆိုပါဓာတ်ပုံတွေကိုလွှင့်တင်ခဲ့တဲ့စာမျက်နှာဟာ post ကိုပြန်လဲဖြုတ်ချသွားခဲ့ပေမဲ့ပြည်သူအသက်အိုးအိမ်စီးစိမ်ကိုဖျက်ဆီးနေတဲ့အကြမ်းဖက်ရန်တရားကိုအားပေးအမြောက်ပြုလုပ်ခဲ့တဲ့လုပ်ရက်အပေါ်သမိုင်းဝင်ရှုတ်ချမှုတွေကတော့ဆက်လက်တည်ရှိနေပါတယ်။မန္တလေးမြို့ချမ်းအေးသာဆန်မြို့နယ်ထဲမှာဩဂတ်စ်လ17ရက်နေ့ညပိုင်းကရက်ကွက်ယာယီမှုတအုပ်ကိုစစ်မှုထမ်းဥပဒေနဲ့ခေါ်ဆောင်ခံရပြီးပြန်လည်ရောက်ရှိလာတဲ့အမျိုးသားတအုပ်ကဓာတ်နဲ့ဝင်ရောက်ထိုးကျိတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အသေးစိတ်အခြေအနေတွေကိုကြည့်မယ်ဆိုရင်ဩဂတ်စ်လ17ရက်နေ့ည9:00နာရီဝန်းကျင်အချိန်မှာချမ်းအေးသာဆန်မြို့နယ်82လမ်း28လမ်းနဲ့28လမ်းကြားမှာရှိတဲ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာဖြစ်ပွားခဲ့တာပါအသက်63နှစ်အရွယ်ရာအိမ်မှုဦးနိုင်ဝင်းလက်ဖက်ရည်ဆိုင်မှာထိုင်နေစဉ်အကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းအမှတ်စဉ်2ကနေပြန်လာသူအမျိုးသားကဓာတ်နဲ့ဝင်ထိုးသွားခဲ့တာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုကြောင့်ရာအိမ်မှုဦးနိုင်ဝင်းဟာနောက်ကျောမှာတစ်ချက်ဘယ်ဘက်ဂျိုင်းအောက်မှာတစ်ချက်ဘယ်ဘက်ရင်အုံမှာတစ်ချက်ဘယ်ဘက်လက်မောင်းနဲ့ညာဘက်ရင်အုံတို့မှာပြက်ရှဒဏ်ရာတွေအသီးသီးရရှိခဲ့ပြီးစုစုပေါင်းဓာတ်ဒဏ်ရာ9ချက်လောက်ပြင်းထန်စွာရရှိသွားခဲ့ပါဓာတ်နဲ့ဝင်ထိုးသူဟာချက်ချင်းထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့နောက်ပိုင်းမှာတော့ရဲတပ်ဖွဲ့ကလိုက်လံစုံစမ်းပြီးနေအိမ်မှာပဲဖမ်းဆီးရမိခဲ့ပါတယ်။မြေပြင်သတင်းရင်းမြစ်တွေရဲ့အတည်ပြုချက်အရအဆိုပါယာအိမ်မှုဟာပြီးခဲ့တဲ့လပိုင်းတွေတုန်းကဒီအမျိုးသားကိုပေါ်တာဆွဲဖမ်းဆီးပြီးအကြမ်းဖက်စစ်ကောင်စီတပ်ထဲအတင်းကျပ်ပို့ဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်စစ်မှုထမ်းတာဝန်ပြီးဆုံးလို့ရက်ကွက်ထဲပြန်ရောက်လာချိန်မှာမိမိရဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့အုပ်ချုပ်ရေးပိုင်းကလူကိုမကျေနပ်လို့အခုလိုတိုက်ရိုက်လက်စားချေတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကလူမှုအဖွဲ့အစည်းအတွင်းမှာအမုန်းတရားနဲ့ပဋိပက္ခတွေကိုဘလောက်အထိဆိုးရွားစွာကြီးထွားစေတယ်လဲဆိုတာကိုမိမောင်းထိုးပြနေပါတယ်။အောက်ခြေရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ယာယီမှုတွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်ပြည်သူလူထုကိုအတင်းကျပ်ဖမ်းဆီးပို့ဆောင်နေရပေမဲ့နောက်ဆုံးမှာတော့ပြည်သူတွေရဲ့တိုက်ရိုက်လက်စားချေမှုကိုကိုယ်တိုင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။စစ်တင်တန်းဆင်းလာသူတွေဟာလက်နက်ကင်အတွေ့အကြုံတွေရှိလာပြီဖြစ်တဲ့အတွက်အုပ်ချုပ်ရေးရန်တရားမှာပါဝင်နေသူတွေအနေနဲ့ကိုရေးကိုယ်တာလုံခြုံမှုကင်းမဲ့လာပြီးအကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားတစ်ခုလုံးပြိုကျပျက်စီးလာမဲ့အကျိုးလက္ခဏာတရက်ဖြစ်လေ့လာသူတွေကသုံးသပ်ထားပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းကမြို့နယ်အတော်များများမှာပြင်းထန်ဝမ်းပြက်ဝမ်းလျှော့ယောဂါနဲ့ကာလဝမ်းယောဂါပိုးကူးစက်မှုတွေအရှိန်အဟုန်နဲ့ဖြစ်ပွားနေတဲ့အပြင်တစ်ဖက်မှာလည်းအာဖရိကဝက်တုတ်ကွေးယောဂါကူးစက်မှုတွေပါထပ်မံထွက်ပေါ်လာနေပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ကျန်းမာရေးဌာနဘက်ကသတင်းအချက်အလက်တွေကိုဖုံးကွယ်ထားပေမဲ့မြေပြင်မှာကူညီပေးနေတဲ့လူမှုကူညီရေးအသင်းတွေရဲ့အတည်ပြုချက်အရရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာဝမ်းပြက်ဝမ်းလျှောယောဂါနဲ့တက်ရောက်ကုသနေရသူ180ကျော်ရှိနေပြီးအဲ့ဒီထဲမှာအသက်အန္တရာယ်ရှိနိုင်တဲ့ပြင်းထန်ကာလဝမ်းယောဂါပိုးအတည်ပြုလူနာ63ဦးအထိပါဝင်နေပါတယ်။မကြသေးမီကပဲအသက်62နှစ်အရွယ်အမျိုးသားလူနာတဦးဟာယောဂါပြင်းထန်လွန်းတာကြောင့်အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ဆေးရုံအတိုင်းဝိုင်းနဲ့နှိစက်သူတွေရဲ့အဆိုအရတကယ်မြေပြင်ကူးစက်မှုပမာဏဟာအကြမ်းဖက်စစ်ကောင်စီထုတ်ပြန်တဲ့ကိန်းဂဏန်းတွေထက်အဆများစွာပိုမိုများပြားနေပြီးဆေးရုံကြီးမှာတက်ရောက်ကုသနေရသူအရေအတွက်ဟာ200ဝန်းကျင်အထိရှိနေတယ်လို့သိရပါတယ်။ယောဂါကူးစက်မှုမြင့်တက်လာတာနဲ့အမျှရန်ကုန်မြို့လေကောင်လမ်းမတွေပေါ်ကလမ်းဘေးစားတောက်ဆိုင်တွေကို
အကြမ်းဖက်စစ်ကောင်စီကအတင်းကျပ်လိုက်လံပိတ်သိမ်းခိုင်းနေတာကြောင့်အခြေခံလူဒန်းစားတွေရဲ့စားဝတ်နေရေးဟာပုံမခက်ခဲကျက်တဲလာပါတယ်။တစ်ချိန်တည်းမှာပဲရန်ကုန်နဲ့အနီးဝန်းကျင်မြို့နယ်အချို့ကဝက်မွေးမြူရေးခြံတွေမှာအာဖရိကဝက်တုပ်ကွေးရောဂါကူးစက်မှုတွေဖြစ်ပွားနေပြီးဝက်တွေခြံလုံးကျွတ်သေဆုံးနေတဲ့အခြေအနေတွေလည်းရှိနေပါတယ်။ဒီဝက်တုပ်ကွေးရောဂါဟာလက်ရှိဖြစ်ပွားနေတဲ့ကာလဝမ်းရောဂါနဲ့ဓာတ်ရိုက်ဆက်ဆက်မှုရှိမရှိသေချာမသိရသေးပေမဲ့ဆေးပညာရှင်တွေကတော့မလိုအပ်တဲ့ကျန်းမာရေးဘေးအန္တရာယ်တွေမဖြစ်ပေါ်စေဖို့အတွက်လက်တလောကာလမှာဝက်သားစားသုံးမှုကိုရှောင်ကျဉ်ကြဖို့အလေးနဲ့အကြံပြုထားပါတယ်။ရောဂါပိုးပြန့်နှံ့မှုသတင်းတွေကြောင့်ဆေးဆိုင်တွေမှာဓာတ်စားထုတ်အယောင်သွက်လာပြီးဈေးနှုန်းတွေလည်းအဆမတန်မြင့်တက်သွားပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအလွဲတွေနဲ့ပြိုကျနေတဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြောင့်ပြည်သူတွေဟာကိုယ်ကျန်းမာရေးကိုကိုယ်တိုင်အစွမ်းကုန်ဂရုစိုက်ကာကွယ်နေရတဲ့အခြေအနေစီကိုဆိုက်ရောက်နေပါတယ်။ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ passport သက်တမ်းကုန်ဆုံးတာ9နှစ်နဲ့အထက်ရှိနေပါကဂျပန်နိုင်ငံရှိအကြမ်းဖက်စစ်ကောင်စီတန်ရုံးမှာသက်တမ်းတိုးခွင့်မရှိတော့ဘဲမြန်မာနိုင်ငံပြည်တွင်းကိုပြန်လည်ဝင်ရောက်ပြီးမှသာသက်တမ်းတိုးလှုပ်ဆောင်ရမယ်လို့တိုကျိုမြို့ကစစ်ကောင်စီတန်ရုံးကဩဂတ်12ရက်နေ့မှာအရေးပေါ်အသိပေးထုတ်ပြန်လိုက်ပါတယ်။ဒီလိုပြည်တော်ပြန်နိုင်ဖို့အတွက်မြည်သူမြည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ကိုသာတန်ရုံးကနေထုတ်ပေးသွားမယ်လို့ဆိုပါတယ်။အရင်တုန်းကတော့ passport သက်တမ်းလွန်နေသူတွေအနေနဲ့တန်ရုံးမှာဒဏ်ကြေးငွေပေးဆောင်ပြီးသက်တမ်းတိုးလို့ရခဲ့ပေမဲ့အခုလိုရုတ်တရက်တင်းကျပ်တဲ့ကန့်သက်ချက်တွေထုတ်ပြန်လိုက်တာဟာနိုင်ငံရေးအရာရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်လာတာဖြစ်ပါတယ်။မြန်မာရေးတက်ကြွလှုပ်ရှားသူတွေရဲ့သုံးသက်ချက်အရအခုလိုကန့်သက်လိုက်တာဟာဆီယနာရှင်စနစ်ကိုစန့်ကျင်ပြီးတန်ယုံကိုနှစ်ပေါင်းများစွာတပိတ်မှောက်ထားတဲ့ပြည်ပရောက်မြန်မာတွေကိုအကြက်ကင်ဒုက္ခပေးဖို့ရည်ရွယ်တာဖြစ်ပါတယ်။ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားအများစုဟာຫນွေဦးတော်လှန်ရေးမှာတက်ကြွစွာပါဝင်နေကြသူတွေဖြစ်ပြီးဂျပန်အစိုးရကလည်းသူတို့ကိုခိုလုံခွင့်ဗီဇာတွေပေးအပ်ထားတာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံတကာစင်မြင့်တွေမှာနေရာမရတော့တဲ့အပြင်ပြည်ပရောက်မြန်မာတွေစီကနေနိုင်ငံခြားငွေရှာဖွေဖို့ခက်ခဲလာတဲ့အတွက်အခုလိုဥပဒေမဲ့ကန့်သက်ချက်တွေပြုလုပ်ပြီးဖိအားပေးလာတာပါအကယ်၍ပြည်တွင်းကိုပြန်လည်ဝင်ရောက်လာပါကလည်းအဆိုပါတက်ကြွလှုပ်ရှားသူတွေကိုလေးစိတ်မာတင်ဖမ်းဆီးအရေးယူဖို့အကြမ်းဖက်စစ်ကောင်စီကစနစ်တကျထောင်ချောက်ဆင်ထားတာဖြစ်နိုင်တယ်လို့တော်လှန်ရေးအင်အားစုတွေဘက်ကပြင်းပြင်းထန်ထန်သတိပေးထားပါတယ်ဒီလောက်ရဟာအကြမ်းဖက်စစ်ကောင်စီရဲ့ရုပ်မာတဲ့နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုပုံစံတစ်ခုဖြစ်ပြီးပြည်ပရောက်မြန်မာတွေအနေနဲ့စစ်ကောင်စီရဲ့ထောင်ချောက်ထဲကိုမဝင်မိစေဖို့အထူးသတိပြုရမယ့်အခြေအနေတရက်ဖြစ်ပါတယ်ဆက်လက်ပြီးနိုင်ငံရေးနဲ့တန်တမန်ရေးရာသတင်းများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီကိုအာဆီယံအစည်းအဝေးတွေကနေဆက်လက်ပိတ်ပင်ထားဖို့အာဆီယံလွှတ်တော်အမတ်များအဖွဲ့ကအလေးနဲ့တောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်အသစ်တူခန့်အပ်ဖို့မလိုအပ်တော့ဘူးလို့အကြမ်းဖက်စစ်ကောင်စီဘက်ကမကြသေးမီကခက်ပြက်ပြက်ပြောဆိုလာတာဟာသူတို့တစ်ကြိမ်မှလိုက်နာအကောင့်ထဲပေါ်ခြင်းမရှိခဲ့တဲ့ဒေတာရင်းတာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာလမ်းကြောင်းတစ်ခုလုံးကိုတမင်သက်သက်ထာဝရပိတ်ပင်ဖို့ကြိုးစားလိုက်တာဖြစ်တယ်လို့အာဆီယံလွှတ်တော်အမတ်များအဖွဲ့ကပြင်းပြင်းထန်ထန်ထုတ်ပြန်ရှုံချလိုက်တာပါပြီးခဲ့တဲ့ဩဂတ်လပထမပတ်တုန်းကအကြမ်းဖက်စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကနေသူတို့ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကနေထွက်ပေါ်လာမဲ့အစိုးရတရက်ကတာဝန်ယူသွားမှာဖြစ်လို့အထူးတန်တမန်ဆိုတာလုံးဝမလိုအပ်တော့ဘူးလို့ထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်ဒါအပြင်ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ခြင်းမပြုရဆိုတဲ့အကြောင်းပြချက်အဟောင်းကြီးကိုကိုးကားပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုချွင်းချက်မရှိပြန်လွှတ်ပေးဖို့အာဆီယံရဲ့တောင်းဆိုချက်တွေကိုလည်းအကြမ်းဖက်စစ်ကောင်စီကပယ်ချခဲ့ပါတယ်ဒီလိုပြောင်ပြောင်တင်းတင်းညှင်းပယ်မှုဟာအာဆီယံဥက္ကဋ္ဌကိုမျက်နှာပြောင်တိုက်ပြီးအရှက်ခွဲလိုက်တာဖြစ်ပါတယ်အာဆီယံလွှတ်တော်အမတ်များအဖွဲ့ဥက္ကဋ္ဌမာစီဘာရန်စ်ကတော့ပြည်သူတမ်းပေါင်းများစွာကိုဒုက္ခတွင်းနဲ့ဆွဲချထားတဲ့စစ်အာဏာရှင်စနစ်ဟာမြန်မာပြည်သူတွေရဲ့ဆန္ဒကိုလုံးဝကိုးစားမပြုဘူးလို့ပြက်ပြက်သားသားပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီဟာဒေါအောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာကိုအကျဉ်းထောင်တွေထဲမှာရဲရဲဆက်ဆက်ပိတ်လောင်ထားရင်းသူတို့ကိုသူတို့တရားဝင်အစိုးရဖြစ်အောင်အတူရောင်ရွေးကောက်ပွဲတွေနဲ့ဖန်တီးနေတာကိုနိုင်ငံတကာကအထင်ရှားတွေ့မြင်နေရပါတယ်မင်းအောင်လှိုင်ရဲ့ဘန်ကောက်ခီးစဉ်နဲ့တိုက်ဆိုင်ပြီးအခုလိုတန်တမန်မလိုတော့ဘူးလို့ပြောဆိုလာတာဟာစနစ်တကျရေးဆွဲထားတဲ့နိုင်ငံရေးဇက်ကွက်တွေသာဖြစ်ပါတယ်။ဒါကြောင့်အာဆီယံအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လှည့်ကွက်တွေနောက်ကိုမလိုက်ဘဲဘုံသဘောတူညီချက်9ရက်ကိုထိရောက်စွာလိုက်နာမှုမရှိမချင်းသူတို့ကိုအာဆီယံနိုင်ငံရေးအစည်းအဝေးတွေကနေအမြဲတမ်းဆက်လက်ပိတ်ပင်ထားဖို့နဲ့တာဝန်ခံမှုရှိလာအောင်ဖိအားတွေဆက်လက်တိုးမြင့်သွားဖို့လွှတ်တော်အမတ်တွေကအပြင်းထန်တိုက်တွန်းထားပါတယ်။ရခိုင်ပြည်နယ်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့မောင်တောခရိုင်တဝိုက်ကိုအာရခတပ်တော် AA ကနေညမထွက်ရအမိန့်ကိုအရေးပေါ်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ AA တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မောင်တောခရိုင်အတွင်းမှာဩဂုတ်လ9ရက်နေ့ကစတင်ပြီးည10နာရီကနေနနက်4နာရီထိညမထွက်ရအမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒေသခံပြည်သူတွေအနေနဲ့ဒီအမိန့်ကိုမဖြစ်မနေလိုက်နာကြဖို့နဲ့အသက်အန္တရာယ်ဆိုင်ရာအရေးပေါ်ကိစ္စရပ်တွေကြောင့်တွာလာလိုပါကသက်ဆိုင်ရာတာဝန်ရှိသူတွေစီကိုကြိုတင်အကြောင်းကြားခွင့်ပြုချက်တောင်းခံရမယ်လို့တရားဝင်ဖော်ပြထားပါတယ်။အခုလိုတင်းကျပ်တဲ့ညမထွက်ရအမိန့်ကိုရုတ်တရက်ထုတ်ပြန်ရတဲ့အဓိကအကြောင်းရင်းကတော့အကြမ်းဖက်စစ်သွေးကြွလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့အန္တရာယ်ကြောင့်ပဲဖြစ်ပါတယ်။ဒီလက်နက်ကိုင်အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုခြေကုပ်ယူထားပြီး
မောင်တော်ခရိုင်အတွင်းကိုတရားမဝင်ခိုးဝင်ကအပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်တာပြန်ပေးဆွဲပြီးငွေညစ်တာနဲ့လူရက်ဓမြတိုက်တာတွေကိုစက်တိုက်ဆိုသလိုလှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ချက်မှာအတိအလင်းဖော်ပြထားပြီးခဲ့တဲ့ဩဂတ်လ17ရက်နေ့ညပိုင်းမှာဆိုရင်မောင်တော်မြို့အမှတ်9ရပ်ကွက်မှာရှိတဲ့ဗလီတစ်ခုစီကို ARSA အဖွဲ့ဝင်တွေလက်နက်အပြည့်စုံနဲ့ရောက်ရှိလာတဲ့ဆိုတဲ့သတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်ခဲ့ပါသေးတယ်ဒီလိုသတင်းတွေထွက်ပေါ်လာပြီးနောက်မှာပြည်သူတွေရဲ့လုံခြုံရေးကိုအာမခံနိုင်ဖို့အတွက်ခရိုင်အုပ်ချုပ်ရေးပိုင်းကအခုလိုညမထွက်ရအမိန့်ကိုအရေးပေါ်ထုတ်ပြန်လိုက်တာလို့မြို့ကန်တွေကပြောပါတယ်။မောင်တော်ဒေသဟာနေဆက်ပထဝီအနေထားအရအလွန်အရေးပါပြီးမူရစ်စေဝါမှောင်ခိုကွန်ရက်တွေနဲ့လည်းဓာတ်ရိုက်ဆက်ဆက်နေတာကြောင့်လုံခြုံရေးကြိုးပမ်းမှုတွေမဖြစ်ပေါ်စေဖို့ AA ဘက်ကအထူးကြပ်မတ်နေတာပါ။အကြမ်းဖက်စစ်ကောင်စီကဒီစစ်သွေးကြွအဖွဲ့တွေကိုမြေတောင်မြှောက်ပေးပြီးရခိုင်ပြည်နယ်အတွင်းတည်ငြိမ်မှုပြတ်ပြားအောင်တမင်သက်သက်လှုပ်ဆောင်နေတာဖြစ်တဲ့အတွက် AA ရဲ့အခုလိုလုံခြုံရေးတိုးမြင့်မှုဟာဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက်အလွန်အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်လာပါတယ်။မြန်မာနိုင်ငံရဲ့စပါးကြီးကြီးနှစ်ခုလိုတင်စားခေါ်ဝေါ်ရတဲ့ AR တိုင်းနဲ့စကိုင်းတိုင်းတို့မှာမိုးတဲထန်စွာရွာသွန်းမှုနဲ့မြေရီတက်မှုတွေကြောင့်စပါးကင်းဧကတောင်းနဲ့ချီပြီးရင်းနှီးမြုပ်ပျက်စီးနေတဲ့အတွက်တနိုင်ငံလုံးအတိုင်းအတာနဲ့စားနပ်ရိက္ခာအကျက်တဲကြီးမားစွာဆက်ရောက်လာနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။ AR တိုင်းအတွင်းမှာဆိုရင်ငဝင်မြေရီဟာစံချိန်တင်မြင့်တက်လာပြီးရေကာတာကျိုးပေါက်မှုတွေပါဖြစ်ပေါ်ခဲ့တဲ့အတွက်လေးမျက်နှာပန်းတနော်ဟင်းသာရနဲ့ရေကြီးမြို့နယ်တွေအတွင်းမှာမိုးစပါးစိုက်ခင်းဧက4000နီးပါးရေမြုပ်နေပါတယ်။လေးမျက်နှာမြို့နယ်ကတောင်သူတဦးရဲ့ပြောကြားချက်အရစိုက်ပျိုးထားတဲ့မျိုးစေ့တွေနဲ့ဈေးကြီးပေးဝယ်ယူထားရတဲ့ဓာတ်မြေဩဇာတွေအလုံးဟာရေထဲမျောပါဆုံးရှုံးသွားရသလိုပြန်လည်စိုက်ပျိုးဖို့အတွက်လည်းအရင်နီးလုံးဝမရှိတော့ဘူးလို့ယင်ဖွင့်ပါတယ်။အကြမ်းဖက်စစ်ကောင်စီဘက်ကတော့တတန်းတို့စပါးမျိုးတွေပြန်လည်ကူညီထောက်ပံ့မယ်လို့လေလုံးထွားပြောဆိုနေပေမဲ့တကယ်မြေပြင်ကတောင်သူအများစုစီကိုတော့ဘာအကူအညီမှရောက်ရှိလာခြင်းမရှိသေးပါဘူး။တစ်ချိန်တည်းမှာပဲအထက်ပိုင်းစကိုင်းတိုင်းမှာလည်းမူးမြေရီအစမတန်မြင့်တက်လာမှုကြောင့်မူးမြေရိုးတစ်လျှောက်မှာရှိတဲ့ခင်ဦးရွှေဘိုရေဦးဒီပဲရင်အပါဝင်မြို့နယ်ပေါင်းများစွာမှာလေဧကသိန်းနဲ့ချီရေဝင်ရောက်နေပြီးတောင်းနဲ့ချီတဲ့စိုက်ခင်းတွေပျက်စီးသွားနိုင်ခြေရှိနေပါတယ်။ရေရှည်ရေနစ်မြုပ်နေပါကစပားပင်တွေအမြင့်ပုတ်သေးဆုံးနိုင်တယ်လို့ရေပြန်ကျသွားတဲ့အချိန်မှာလဲပိုးမွားအနေတွေကြောင့်အထွက်နှုံးတိတိတသာရော့ကျသွားမှတေချာနေပါတယ်။စီးပွားရေးပညာရှင်တွေရဲ့သုံးသပ်ချက်အရအခုလိုအဓိကစပားထွက်ရှိရာဒေသတွေမှာစိုက်ခင်းတွေအကြီးအကျယ်ပျက်စီးသွားတာဟာလာမဲ့စပားပေါ်ချိန်မှာနိုင်ငံတော်ဝန်ဆန်ရှားပါမှုပြဿနာကိုတိုက်ရိုက်ဦးတည်သွားစေမှာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုလွဲတွေကြောင့်လက်ရှိမှာတင်စံစည်းနှုန်းတွေဟာအစမတန်မြင့်တက်နေပြီးအခုလိုသဘာဝဘေးအန္တရာယ်ပါထပ်မံကြုံတွေ့ရတာကြောင့်ဝိသမလောဘသားကုန်သည်တွေကစံစည်းကိုထပ်မံကစားလာနိုင်ပါတယ်။ဒါကြောင့်မကြာမီအချိန်အတွင်းမှာမြန်မာပြည်သူတွေဟာဆိုးရွားပြင်းထန်လာတဲ့စားနပ်ရိက္ခာမလုံလောက်မှုကပ်ဘေးကြီးကိုမလွဲမသွေရင်ဆိုင်ရတော့မယ့်အခြေအနေဖြစ်ပါတယ်။ဆက်လက်ပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲကတော်လိုင်းရဲဘော်တွေအနေနဲ့ပြည်သူလူထုကိုစန့်ကျင်တဲ့လုပ်ရမျိုးလုံးဝမလုပ်ဆောင်ကြဖို့အလေးနဲ့တိုက်တွန်းသတိပေးလိုက်ပါတယ်။ဩဂတ်လ12ရက်နေ့မှာကြာရောက်တဲ့86ကြိမ်မြောက်ကရင်အမျိုးသားအာဇာနည်နေ့ထိမ့်မှတ်အခမ်းအနားကိုပေးပို့တဲ့တဝန်လွှာမှာစစ်ဦးစီးချုပ်ကအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ကရင်တော်လိုင်းရေးဟာနှစ်ပေါင်း80ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ယနေ့အချိန်ထိပြည်သူလူထုကတခဲနဲ့အားပေးထောက်ခံနေစေဖြစ်တာဟာတော်လိုင်းရဲ့တရားမျှတမှုနဲ့ခိုင်မာတဲ့မူဝါဒတွေကြောင့်ဖြစ်တယ်လို့သူကဆိုပါတယ်။ဒါကြောင့်ကရင်တော်လိုင်းရေးခေါင်းဆောင်တွေနဲ့ရဲဘော်အစင်းစစ်အနေနဲ့ပြည်သူလူထုကိုထိခိုက်နစ်နာစေမဲ့စန့်ကျင်ရေးလုပ်ရမှန်သမျှကိုမဖြစ်မနေရှောင်ကျဉ်ကြဖို့အထူးလိုအပ်ကြောင်းလမ်းညွှန်ထားပါတယ်။ဒါအပြင်အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ကျေးဇူးတရားကိုအမြဲအောက်မေ့သတိရရင် KNU ကချမှတ်ထားတဲ့ဆုံးဖြတ်ချက်တွေဥပဒေပြဋ္ဌာန်းချက်တွေနဲ့စစ်စည်းကမ်းတွေကိုတိကျသေချာစွာလိုက်နာဆောင်ထိန်းကြဖို့လဲထည့်သွင်းမှာကြားထားပါတယ်။တမိုင်းကြောင်းကိုပြန်ကြည့်ရင်ပြီးခဲ့တဲ့နှစ်ပေါင်း80ကျော်ဩဂုတ်လ12ရက်နေ့မှာကရင်အမျိုးသားဦးဆောင်သူဥက္ကဋ္ဌစောဘဘဦးကြီးဗိုလ်ချုပ်စောဆိုင်ကေနဲ့ခေါင်းဆောင်ရဲဘော်တချို့ဟာရန်သူတပ်တွေရဲ့ဝိုင်းပတ်ပိတ်ဆို့မှုကိုခံခဲ့ရပြီးအညံ့မခံပဲအသက်ပေးခုခံသွားခဲ့ကြတာဖြစ်ပါတယ်။ဥက္ကဋ္ဌစောဘဘဦးကြီးချမှတ်ခဲ့တဲ့မူလေးချက်ဟာယနေ့ထက်တိုင်ကရင်တော်လှန်ရေးအတွက်သာမကຫນွေဦးတော်လှန်ရေးအင်အားစုတွေအတွက်ပါလမ်းပြကျယ်ပွင့်ဖြစ်နေသေးပါ။စစ်ဦးစီးချုပ်ရဲ့အခုလိုတိုက်တွန်းချက်ဟာလက်ရှိမြန်မာနိုင်ငံရေးနဲ့စစ်ရေးအခင်းကျင်းမှာကရင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အခမ်းကဏ္ဍပုံမကြီးမားကျယ်ပြန့်လာချိန်မှာလူထုထောက်ခံမှုကိုဆက်လက်ထိန်းသိမ်းမှုနဲ့စစ်စည်းကမ်းအရေးပါမှုကိုထိန်းချောင်းပေးလိုက်တဲ့အလွန်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ပဲဖြစ်နည်းပညာတွေအလွန်တိုးတက်လာတဲ့ယနေ့ခေတ်မှာအွန်လိုင်းပေါ်ကနေကလေးငယ်တွေကိုပြစ်မှတ်ထားပြီးလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ငွေညှစ်နေတဲ့အလွန်ဆက်ဆုပ်ပွဲကောင်းတဲ့မှုခင်းတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားလာနေပါတယ်။မကြသေးမီကပဲအသက်9နှစ်အရွယ်မိန်းကလေးငယ်တဦးဟာမတမာသူတဦးရဲ့ထောင်ချောက်ထဲကနေလက်မတင်လေးလွတ်မြောက်ခဲ့ရတဲ့ထိတ်လန့်ပွဲဖြစ်စဉ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဖြစ်စဉ်အသေးစိတ်ကတော့အသက်9နှစ်အရွယ်မိန်းကလေးငယ်ဟာတစ်တော့လူမှုကွန်ရက်ကနေတဆင့်အသက်73နှစ်အရွယ်ကလေးငယ်ပါလို့လိမ်လည်ပြောဆိုလာသူတဦးနဲ့အွန်လိုင်းကနေခင်မင်ရင်းနှီးခဲ့ပါတယ်။အဲ့နောက်မှာဖုန်းနံပါတ်တွေဖလှယ်ပြီးစကားပြောဆိုရာကနေတစ်ဖက်ကမတမာသူဟာရုတ်တရက်ဗီဒီယိုကောခေါ်ဆိုခဲ့ပြီးလူကြီးတွေလိမ်ဆက်ဆံနေတဲ့ညဉ့်ညမ်းဗီဒီယိုတွေကို
ကလေးငယ်ကိုအတင်းအကျပ်ပြသခဲ့ပါတယ်။ဘာမှနားမလည်သေးတဲ့ကလေးငယ်ကကြောက်လန့်တကြားနဲ့ဖုံးချလိုက်ချိန်မှာတော့တစ်ဖက်ကရုံမာသူကအဲ့ဒီ9စက္ကန့်စာမျက်နှာအမူအရာကိုမှတ်တမ်းတင်ထားပြီး Telegram လူမှုကွန်ရက်ပေါ်မှာတင်ပေးပြီးအဆက်ခွဲမယ်လို့ချင်းချောက်ငွေညှစ်မှုတွေစတင်ပြုလုပ်လာခဲ့ပါတယ်။ဒါ့အပြင်အဲ့ဒီမတမာသူကမိန်းကလေးငယ်ကိုနောက်ထပ်ညဉ့်ညမ်းဗီဒီယိုတွေကို3မိနစ်တိုင်းအတင်းထိုင်ကြည့်ခိုင်းတယ်လို့အိမ်သားထဲမှာအဝတ်အစားချွတ်ပြရမယ်ဆိုပြီးတော့လဲထပ်မံချင်းချောက်ခိုင်းစေခဲ့ပါတယ်။ကြောက်လန့်တကြားဖြစ်နေပြီးနှုတ်ခမ်းတွေသွေးဆုပ်ကာတကိုယ်လုံးတုံရင်နေတဲ့ကလေးငယ်ရဲ့မျက်နှာမူအရာကိုမိခင်ဖြစ်သူကအချိန်မီသတိထားမိလိုက်ပြီးဖုန်းကိုချက်ချင်းယူဆောင်စစ်ဆေးကအကောင့်တွေကိုပိတ်ဆို့တားဆီးနိုင်ခဲ့လို့သာပုံမဆိုးရွားတဲ့အခြေအနေကနေလွတ်မြောက်ခဲ့ရတာပါ။အကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာတရားဥပဒေစိုးမိုးမှုလုံးဝကင်းမဲ့နေတဲ့အတွက်အွန်လိုင်းလူကုန်ကူးမှုဂိုင်းတွေနဲ့ကလေးငယ်လိမ်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်တဲ့ရာဇဝတ်မှုတွေဟာအစမတန်ကြီးထွားလာနေပါတယ်။ဒါကြောင့်မိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီးတွေအွန်လိုင်းအသုံးပြုမှုကိုအထူးဂရုစိုက်စောင့်ကြည့်ကြဖို့နဲ့ကလေးငယ်တွေအနေနဲ့လည်းအလားတူချင်းချောက်မှုတွေကြုံလာရရင်ကြောက်ရွံ့မနေပဲမိဘတွေကိုချက်ချင်းအသိပေးတိုင်ပင်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။ရန်ကုန်မြို့လှည်းတန်းမှာရှိတဲ့ဗန်တစ်ခုရှိမှရပ်ထားတဲ့ကားပေါ်ကနေငွေကျပ်600ကိုနေကင်းကြောင်တောင်ခိုးယူသွားတဲ့အမှုကတရားခံကိုတပ်သေးခံငွေကြေးအချို့နဲ့အတူရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပြီဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဩဂုတ်လ9ရက်နေ့မွန်းလွဲပိုင်းအချိန်ကကမာရွတ်မြို့နယ်လှည်းတန်း ABD ဘဏ်ရှိမှာဖြစ်ပွားခဲ့တာပါ။အသက်52နှစ်အရွယ်ကားပိုင်ရှင်အမျိုးသမီးဟာဘဏ်ထဲကိုငွေအပ်ဖို့နဲ့ငွေအိတ်တည်ပေးမဲ့ဝန်ထမ်းသွားခေါ်ဖို့အတွက်ကားကိုရပ်တန့်ပြီးထွက်သွားခဲ့တဲ့6မိနစ်တာအချိန်တိုလေးအတွင်းမှာပဲကားပေါ်မှာထားခဲ့တဲ့ငွေကျပ်600လုံးအခိုးခံလိုက်ရတာဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကမာရွတ်မြို့မှာရဲစခန်းကအမှုဖွင့်ပြီးလိုက်လံစုံစမ်းခဲ့ရမှာတော့ AR တိုင်းဟင်္ဒရာမြို့နယ်မှာနေထိုင်တဲ့အသက်38နှစ်အရွယ်အောင်စော်လက်ဆိုသူကိုဩဂုတ်လ9ရက်နေ့ညပိုင်းမှာသူ့ရဲ့နေအိမ်မှာပဲငွေကျပ်140နဲ့အတူစတင်ဖမ်းဆီးရမိခဲ့ပါတယ်။အဲဒီနောက်ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရဩဂုတ်လ17ရက်နေ့မှာ900ပါငွေနဲ့ဝယ်ယူထားတဲ့ရွှေလက်စွပ်2ကွင်းငွေကျပ်100နဲ့စိတ်ကြီးခနောင်တိုမြို့နယ်မှာရှိတဲ့အိမ်တအိမ်မှာလျှို့ဝှက်သိမ်းဆည်းထားတဲ့ငွေကျပ်100တို့ကိုထပ်မံသိမ်းဆည်းရမိခဲ့ပါစုစုပေါင်းအနေနဲ့ရွှေလက်စွပ်2ကွင်းနဲ့ငွေကျပ်350ကိုပြန်လည်ရရှိထားပြီးဖြစ်ပါတယ်။ဒီခိုးမှုဖြစ်စဉ်မှာအထူးသတိပြုစရာအချက်ကတော့တရားခံဟာကားပိုင်ရှင်အမျိုးသမီးကားပေါ်ကဆင်းလာချိန်မှာကားနောက်တကားလက်ကင်ကွင်းကိုလော့ချလို့မရအောင်ကြိုတင်ပြီးမတိမတာမတင်ထားခဲ့တာပါ။ကားပိုင်ရှင်ကကားလော့ချပြီးအထင်နဲ့ဗန်ထဲဝင်သွားချိန်မှာချက်ချင်းဝင်ရောက်ခိုးယူသွားတာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီလက်ထက်မှာစီးပွားရေးကျဆင်းပြီးအလုတ်လက်မဲ့များပြားလာတာနဲ့အမျှရန်ကုန်မြို့ကြီးတွေမှာဒုစရိုက်မှုတွေဟာနေ့စဉ်နဲ့အမျှထိတ်လန့်ပွဲကောင်းလောက်အောင်တိုးပွားလာနေပါတယ်။တချို့ခိုးမှုတွေမှာဆိုရင်ကားလော့ချတာကိုဟန်တားနိုင်တဲ့အချက်ပြလှိုင်းဖြတ်ဆက်တွေကိုပါခင်မီမီအသုံးပြုလာကြတဲ့အတွက်ပြည်သူတွေအနေနဲ့ကားလော့ချပြီးတိုင်းတကားလက်ကင်ကိုတေချာပြန်လဲဆွဲဖွင့်စစ်ဆေးကြဖို့နဲ့ကားပေါ်မှာတံမိုးကြီးပစ္စည်းတွေလုံးဝမထားခဲ့ကြဖို့လုံခြုံရေးသတိပေးချက်တွေထွက်ပေါ်နေပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရက်ဝန်းအခြေအနေတွေကြောင့်မြန်မာနိုင်ငံတဝန်းလုံးကတိုင်းနယ်ပြည်နယ်9ခုမှာမိုးတဲထန်စွာရွာသွန်းနိုင်ပြီးရေကြီးရေရှမ်းမှုအန္တရာယ်တွေကြာရောက်နိုင်တယ်လို့မိုးလေဝသခန့်မှန်းချက်တွေကပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားနဲ့ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းအနီးမှာဖြစ်ပေါ်နေတဲ့အထက်လေဖိအားနဲ့စနစ်ရဲ့တက်ရောက်မှုကြောင့်ဩဂုတ်လ12ရက်နေ့မှာလေဖိအားနဲ့ရက်ဝန်းတစ်ခုစတင်ဖြစ်ပေါ်လာခဲ့ပြီးအဆိုပါရက်ဝန်းဟာပုံမအားကောင်းလာကမုန်တိုင်းငယ်အဖြစ်သို့လျင်မြန်စွာပြောင်းလဲရောက်ရှိသွားနိုင်တယ်လို့ဆိုပါတယ်။ဒီမုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်ကိုဥတီရွေ့ရှားပြီးအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကုန်းတွင်းပိုင်းတွေကိုဖျက်ကျော်ဝင်ရောက်သွားဖို့ရှိနေပါတယ်။မြန်မာနိုင်ငံကုန်းတွင်းပိုင်းကိုတိုက်ရိုက်ဝင်ရောက်မဲ့အန္တရာယ်မရှိဘူးဆိုပေမဲ့ဒီလေဖိအားနဲ့စနစ်ရဲ့အားကောင်းမှုကြောင့်မြန်မာနိုင်ငံဘက်ကိုအနောက်တောင်မုတ်တုံလေတွေအလွန်ပြင်းထန်စွာဝင်ရောက်လာမှာဖြစ်ပါတယ်။အဲ့ဒီတက်ရောက်မှုကြောင့်ရခိုင်ပြည်နယ်၊အေရဝတီတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်း၊စကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးတဲထန်စွာရွာသွန်းနိုင်တယ်လို့လေပြင်းတိုက်ခတ်မှုတွေပါကြုံတွေ့ရနိုင်ပါတယ်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလည်းလှိုင်းအလွန်ကြီးနိုင်ပြီးလှိုင်းအမြင့်မှာ9ပေကနေ17ပေအထိရှိနိုင်တာကြောင့်ကမ်းရိုးတန်းတစ်လျှောက်ကငါးဖမ်းရေရင်တွေကုန်တင်သင်္ဘောတွေအနေနဲ့ပင်လယ်ပြင်ထွက်ခွာခြင်းမပြုကြဖို့အထူးသတိပေးထားအကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာတဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနဲ့ကယ်ဆယ်ရေးရန်တရားတွေလုံးဝပျက်စီးနေပြီဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့မိမိတို့ရဲ့အသက်အိုးအိမ်စီးစိမ်ကိုကိုယ်တိုင်အထူးဂရုပြုကာကွယ်ကြဖို့လိုအပ်နေပါတယ်။တောင်ကျရေရှမ်းမှုအန္တရာယ်ရှိတဲ့တောင်ကုန်းတောင်တန်းဒေသတွေနဲ့မြေကမ်းဘေးနေထိုင်သူတွေအနေနဲ့မြေပြိုမှုနဲ့ရေကြီးမှုဘေးအန္တရာယ်ကိုအချိန်မီရှောင်ရှားနိုင်ဖို့နိုးနိုးကြားကြားရှိနေကြဖို့မိုးလေဝသပညာရှင်တွေကတိုက်တွန်းထားပါတယ်